အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ TikTok ကနေပြီးတော့မှဟိုပါပေါ့မြန်မာစကားထားဆိုပြီးတော့ရိုက်ရှာမယ်ပြီးလို့ရှိရင်ပေါ်လာတဲ့ဟာလေးတွေကျွန်တော် live ဖြည့်ကြည့်မယ် Let's go တော့အိတ်ငါအေးတူတူအဲ့ရကြမလား အေးပါကွာရွန်စရာကြီး တူတူအဲ့ရကြမလား လူ ကို ရဖြစ်သွားတာမသိ ရွန်စရာ ဟုတ်ပဲတော့ဖြစ်တယ်နှာထ ရှာလိုက်မယ်နော်ဘောပိုင်ကြီးမဟုတ်ဘူးဘောပိုင်ကြီးမသိချင်ဘူးဘောပိုင်ကြီးရိုက်ရှာလိုက်မယ်โอเคတွေ့ပြီဟာဒါတွေကငါတို့လည်းအဆင်မပြေဘူးလို့ လေဘင်းရှိပြီးခေါင်းမရှိတာပါလေ လေပဲရှိပြီးကောင်းမရှိရမှာအပြေပြောပြမှာအဲ့ choice ကငါတို့ဖတ်လို့အဆင်မပြေဘူးအဲ့ဒါကြီး ပလင်းဖြစ်ပါတယ် ဟမ် စကလုံးတွေအများကြီးရှိပြီးစကားမပြောတာပါလေ အဲ့လိုကြီးကြတော့ ငယ်ငယ်တုန်းကထပ်ပြီးဝစ်ကြီးလာတော့ထပ်ပြီးချွတ် ငယ်တော့ထမင်းဝက်ပြီးကြီးလာထမင်းရှော့ဘာကြီးလဲလားဘာကြီးလဲလား အဖြစ်မှန်ကတော့ထမ်းပင်ဖြစ်ပါတယ် ဟမ်ဘာကြီးလဲဘလို့ကြီးလဲ နတ်သမီးအိမ်တိုင်းသူခိုးမတက်နိုင် ဟာဒါငါပြောပဲရငယ်တော့ choice တွေပြထားတယ်မမြင်ရ အဖြစ်မှန်ကတော့ငှက်ပြောပင်ဖြစ်ပါတယ်စုံလင်စုနန်းလင်မူ စောက်လင်စု စားလင်ယူ ဟာဗရိုင်းဒီဗရို အ င်း ဖြစ်မှန်ကတော့ပတိုင်းသီးဖြစ်ပါတယ်ငယ်ငယ်တုန်းကထပ်ပြီးဝစ်ကြီးလာတော့ထပ်ပြီးချွတ် ဒီစကားထား၅ခုကိုဖြေနိုင်ရင်ဆရာ 他没有一路来我嘞，他没有一路来我进， ဘလာ 他没有一路来我嘞，他没有一路来我进。 ဘာ တော်တော့ဂျပန်တို့မတော် 他没有一路来我嘞，他没有一路来我嘞。 ဟောစကားကိုဟိုလိုပြောခိုင်းတာ 当打来多这把，没多，当拿了多这把。 ဟာဟာဟာ 6စင်းကြိုက်တယ်6ရိတ်ထဲ6စင်းမပါတင်နဲ့ ဘာကြီးလဲ 他没一路来我嘞，他没有来我嘞。 သူ့ကိုရိုက်တော့ချာချာလဲကျိုးကိုဆွဲပြီးငိုရှာတ အာ ယ် ကျေးစီ ကျေးစီကျေးစီ easy ကွာ easy ညာကစင်ဖြူအမွေးထူ ညာစင်ဖြူမ မုံလာဦးမုံလာဦး တက်တော်မြူ ဟုတ်လားဟုတ် တက်တော်မြူအောင်ကြီး ပြောင်းမူ ဟုတ်လား စိမ့်မုတ် ဟာရောက်ရေးဘယ်မုတ်ကဟောဒါရေးရနဲ့ကြာ မြန်မာသားဆရာမတွေကမြန်မာသားဆရာမ ကန်ထဲမှာမတူမရှိတထွာလောက်အပေါ်ကထည့်ပြီးကြာကြာထား ဘာမှ choice တွေကငါတို့မမြင်ရဘူးမပြတာ ညီမမြင်လာပါရှင် ငါတို့ ဟိုက်လေ ငါတို့တပကံတပြီလုံးရှန် ကြောက်ပြီးလုံး ကျောင်း ငါတို့ပကံတပြီးလုံးရှာ ဒိုင်ခုံတော့အုပ်ပေါ်အုပ်ခုံတော့ကျွေပေါ်ကျွေခုံတော့ရေပေါ်ဘာ ဟုတ် ပြီး ပြီ လဲနော် ဟုတ်ပြီဟုတ်ပြီအဲ့ပြမထားအဲ့ပြထားတယ် choice တွေပေးထားတယ် ငါ အဲ့ရိုက်တဲ့ရိုက်ကြီးတာ ဟမ်အောင်ဒီမဲ နာကန်ဟိုငရဲမကြတရားမကြသိမှမကြ ရကဲတဲ့စိတ်မကြောက်ဘူး နိုးမရ မိရသားတလား နိုးမတိုက်တာမိုက် မိရသားတလား စကားပုံကတဝက်ကိုပြောပြမယ်နောက်ကတဝက်ကိုပြောအမိုင်းနောက်ကလူကပါဗာလေတူနဲ့ထုရမယ်နော်ကိုချင်း တူလဲထူ ခရင်ရွှေနဲ့လွယ်ပါတယ်လို့ရှင်းလို့ခေါ်တာချိန်တော့မို့ ချိန်တော့မေးလေ ချိုးတော့မွေလားဒီတော့သလုံးသားကြည့်ပြီးအောင်တော့ပါမလာတာမွေတဲ့ ဟဲ့ဖဲ့သွားပြီရော ချိန်တော့မို့ထိုးတော့ရေမလာဘူးဗော ဘာကြီးလဲ ဟဲ့လားတင်းတော့ချိန်တော့မို့ထိုးတော့မြေကြီး ဟာ သားပြီ
အတာတိန်နေတာ ကြားကြလို့ရှင်ကြီးကို ရှင်ကြီးကြားတဲ့ဆို ဟုတ်တယ်ရှင်ကြီးကြားတဲ့ဆိုရှင်ကြီးကြားတဲ့ဆို ဘယ်လိုလို့ရှင်ကြီး ရှင်ကြီးကြားတဲ့ဆိုရှင်ကြီးကြားတဲ့ဆိုလေဟာ စင်ပါဇက် နံပါတ် ဝေါ နေလေလားငါလွဲရမမင်းနဲ့လေဟာ အဲ့တော့ပဲမမင်းနဲ့ငါတို့မေးလွဲတာဖုန်းကြီး တိုက်ရှိဖုန်းကြီး ဖုန်းကြီးစာပေး စာရမှန်တယ် အော်တီဗီဖုန်းကြီးစာချ အော်ဖုန်းကြီးတိုင်းဟာဖုန်းကြီးဆိုတဲ့ တိုင်းပေါင်းနေ ဖားကောက် ဖားကောက် မျိုးစိတ်မမှန်ရင်းနှီးနေတယ် အပင်မတန်အပင်မတန် အဲ့ဒီလားအော်ငါမတဲ့တဲ့ထွက်ရှောက်ပြောတာသွားပြီ ဘယ်တဲ့တွေရရှောက် သွား ပြော ပြီဒါလေးတော့မရဘူးကြောင်ရီချိုး ကျောင်းရီရှု ကြောင်မရေကြောင်မရေချိုး အော်ကြောင်မရီချိုးအော်ကြောင် ပြောတာ ကြောင်ဟောရင်းကြီးတော်နေပြီရပြတော့ ရေရှင်း brain ရှိသွားရင်ဟုတ်ပြီအချိုးရှာတကားတွေ့ အရှိုးရှာတကား အော်တရားရှာကိုမှတွေ့လားအဲ့ဒါငါဟုတ်တရားမသိတော့ လိုက်တော့ချလိုက် အင်း ဟာအပြေလည်းမပြော ခုမယ် ဖျားစာစာမှာတွေ့ဟုတ်လား တရားရှာကိုပါတွေ့ ပညာရှာအကြောင်းမှတွေ့ပညာရှာအကြောင်းမှတွေ့ ဒီရဲရဲ တရားရှာအိုးမှတွေ့တာအဲ့ဆိုမသိဘူး ခုရှာတကားတွေ့အပြိုရှာကညာတွေ့ ဝိုး အဲ့လိုချေးချေးရည်တိတ်မသိပါဘူးဆိုမှတွေ့တာအဲ့လိုချေးချေးရည်တိတ်မသိပါဘူးဆိုမှ ဘာ တွေ့ လဲ တာ အဲ့ဒါတွေကစိတ်ဝင် လူလေ လူလေ ရာ ဖွမရဓမ္မဆုံး ဟာငါတော့ကြည့်နေရလဲအကြောင်းပြောနေတယ် မျက်စိကန်နာကန် ရကန်တဲ့မကြောက်ပါဘူး မျက်စိမမြင်ပေါ့လေးလုံးလေ ဘာကြီး မျက်စိကန်ဟိုငရဲမကြောက်တရားမကြောက် ရကန်တဲ့မကြောက် တိမ်မာမကြောက်တစီမကြောက် မျက်စိရတဲ့မကြောက်မဟုတ်သူမေးတာမားနေတာမျက် အဲ့ ကန် ဒီ တဲ့ ကကထားတယ်အဲ့လောက်ထိအသုံးများလို့လား ကျမတိရကျမရှာလာလို့လေကျမရဲ့ကျမတိရကျမရှာလာလို့လေကျမရဲ့ ဟုတ်တယ်သူရှာထားလို့သူဟာ လက်ထားလိုက်တော့ ငါတိုင်းလား လောက်တော့ငါတိုင်းလား သခင်အားရ ကျုံ ကျော် ပါ ပါဝါ ဟောင်းလုံးနဲ့ခွေ လူမလေး လူမလေး အကမ်းမရဟာအကမ်းမက ကဲနာနေမလို့ ကန်းတာလည်းမတတ်တော့ဘူးလားနေငါ့ကိုမေးတာ ငါတို့ဖဲ့တယ် ကန်းမိတ်မကိုပြောတာ ဟာရောက် အကအားယောက်ျား တနခါပေးကြ မင်းအဲ့ဒါကြောင့်ဆုံးမရတာ တော်ဖက်ပြင်းပြင်းပါတယ် အကန်းမရတနခါမလို့ ဟာ လာတာတော့ တိုင်းငယ် ကဲမဟုတ်ဘူးတော့အကဲမရတဲ့ခါသိကြပါ ကျုံငုံမကြံ ငါဒီလိုတော့ကျုံအောင် အစိတ်ပင် ရေလာ ခြေလောင်း တီးရ အညာအသေးတရားပါလေ ညာတစ်ခု အညာ ညာတစ်ခု ခဏလေးအညာမှာပွင့်လားအညာမှာပွင့်လား ဩ တီးတရားအညာတစ်ခု ဩဒုံးနေသိမ့်တယ် ကျူ ဟမ် အယူဖြစ် ဟုတ်တယ်ယူပြည့် ယူဖြစ်ဩငါမကြားလိုက်သိရငါမ တဲ့ ကြား ကျူဘလူးဖြစ်အင်း ဟဲ့အယူဖြစ်တာမဟုတ်ဘူးလားဘလူးဖြစ်တာလား what the fuck ဒူချော အဲ့လိုမေးလေ အမိနဲ့တာ ဒီဘူး လို့မရ ဒီပေါ်ပါအိတ်တော့ဒုံးမရလား နှုံးမရလည်းမဟုတ်ဘူးကျေးဇူးတင်ပါတယ် တဲ့တာ ဘာဟုတ်လားလို့မရလို့မတိုက် ရရှိလို့ချစ်လို့တာအားပေးနေရတယ်ဘာ ဘိုင်းနေတာအမေဘာဘိုင်းပြောတာ အမိမဲ့သားဟာလဲမသိဘူးလို့မရအမိမဲ့သားတာမိုက် တာမိုက်တာမိုက်ထူလိုက်မသိဘူးဒီရရှင်းနေငါဟုတ်တယ်မလား အာမင်းနဲ့တိုင်းရဲ့ဒီမင်းငါအားလုံးသူ့ profile နဲ့ဝင်ကြည့်မယ်တေးတော့ဟာလေးဖြေးလို့ကောင်းတယ်စောက်တော့လွှဲရတယ်မလုပ်နဲ့ နိုင်လာဝဲမင်္ဂလာပါညီမလေး ဟုတ်မင်္ဂလာပါရှင်ပါထိုင်နော်ဟုတ်စီပီလေးပြင်နော်ညီမလေး အားလုံးပါမြေ အာညီမလေးတဲနဲ့လာလျှောက်တာဆိုတော့လေအရင်ကအဲ့လိုတရုပ်ဆောင်လာ ရဆက်မပြေဘူး မျက်စိကန်း ကျွတ်မနိုင် ကြောင်မဲလား ဒီမီးနဲ့ရှုပ်ဒီမီးနဲ့ရှုပ်ကောင်း
这么难讲没了， ကျမလိုက်ကြောင်း 这么难讲没了。 ဒီမှာတော့ကြည်မင်းရှို့ဖြစ်ပါတယ် 过来聊没有？ အဲ့ဒါလည်းလေးနေတယ်ခိုင်းရ ချောချောလေးတောင်းရမှာပဲဖြစ်ပါတယ် 没事，搞完了，放电脑也可以吧嘞。 ခွေးကလေးအရောဝင် 别你， ဟုတ်တယ် လေငါတော့မသိ ခွေးမိကောက် ဒီကဆိုကြည်လို့ငါပြောတယ် ခွေးယူဖက်ကိုက် ခွေးယူဖတ်ကြတယ်ခွေးကောင်းကတော့နစ်တာတယ်ကြတယ်ဟာ ဒီက ကျူးလို့ ဒီမှာတော့ခွေးကောင်းနေပဲပြက် တေးကြတယ်ငါဆိုတော့ခွေးကောင်းနေတာလို့ပြောတယ် ငိုတက်ဒီကလေးငိုတက်ဒီကလေး ဟိုတက်တယ်လေမဟုတ်ဘူး နေ မဟုတ်ဘူးချောမဟုတ်ဘူးချော မဟုတ်ဘူးချော ပဲဦးကြီးငိုတက်ဒီကလေးနှုတ်ဆိုရတယ် အော်ငါလည်းနေတယ်ဒီတိုင် 你那天让我弄错没有？我以为来嘞。 ငါမသိတော့ငါမသိတော့ ငါမသိရ ငါမသိတော့ဇေယျကိုကြိုးတယ်ဟာလည်းမသိဘူး 鸡蛋的鸡蛋的，我的大名。 အသား quality မကောင်းဘူးကောင်းရဲ့အဲ့လိုကြီးပြတယ်အေးအဲ့လိုကြီးပြတယ်တို့ကမြင်ရတာပေါ့နော် ရေမတော့ပဲအကြာကြီးနေနိုင်တာဘာကောင်းလဲ ဒီမတော့ တစ်ကလက်အုပ်ကလက်အုပ်ညင်းကြ ရဲရတော့မှမသိဘူးရအလဲရဟာရအလဲရအလဲရကလက်အုပ် အဖြေမှန်ကကလက်အုပ် ဘာရတာရဲတာရဲပြေတာ မျက်လုံးမပိတ်နိုင်တာဘယ်တရိတ်ဆန်လဲ မျက်လုံးမပိတ် ငွေ နိုင် ဇီကွက်ငါ မွေလားမွေလားမွေ အဖြေမှန်ကငါ ဟာ စင်တွေရဲ့ကိုယ်ဝန်ဆောင်ချိန်ကဘယ်လောက်ကြာလဲ15လ22လ9လ 22ရဲတာတော့ အဖြေမှန်က22လ အာရမှန်းသွားတယ်ဟာ မျက်စိလင်ပြီးအမြင်ဆူးရှဆုံးကဘယ်တရိတ်ဆန်လဲဇီကွက်ကြောင်း ဘာ လင်းယုံ ကိုကြီးတီရွာရဲတာစဉ်းစားရတယ်လို့မလို့ကြောက်ငါဘာမှမကြောက်ဘူးနော် အဖြေမှန်ကလင်းယုံ ဟာကြော အော က် က်ပါတော့မှလူကိုတည်စေနိုင်တဲ့အစိတ်ပြင်းဆုံးအကောင်ကိုရွေးပါ box jellyfish အမဲရောင်အာဖရိကမြွေဘရာဇီးပင် ငါ ကို မကြောက်ဘူးတဲ့ဟာဖြစ်မယ်ကွာအဲ့အလက်ပထမဦးဆုံးအဟာကွာပထမဦးဆုံးဟာ အဖြေမှန်က box jellyfish နောက်ထပ်လည်းဒီလိုမေးခွန်းလေးတွေဖြေရ 10 မိနစ်တွင်မြန်မာစကားပုံအမှတ်တရပြအောင်ဆို ရီးစားတစ်ထောင် ရေးသားတစ်ထောင်ဘို့ ဒီကောင်တယောက် အေးမှန်ပါ အော် ပြီမှန်ပါပြီနောက်တစ်ယောက်မေးပဲနော်ဖင်းမနိုင်ပဲ ပဲကြည်စား အေးမှန်ပါပြီမှန်ပါပြီနောက်ထုတ်ဒီပါတားကိုသခင် လင်းဟုတ်တားဟုတ်တခင်လင်းဟုတ်တားဟုတ်တခင်လင်းဟုတ်ဖေးရလားဟာ အေးနေတောင်းမဖြစ်နိုင်ပါဘူး အဲ့လောက်ကြီးရေး မေး နေ ပြီနော် ဘာမှ ခွေ လည်းမ ယူ သိ ကောင်းစား တမောတက် အာမှန်ပါပြီနောက်ထုတ်ဒီပါတက်ထွာပြ တထောင်မြင် တမိုင်းတင်မှားပါတယ်လုံးဝသူနည်းနည်းပဲပုံပါမကျွန်တော်ကြောင့်အများကြီးတရားမပြောင်း သူကောင်းမဖြစ် အော်မှန်ပါပြီတခါသေးဘူး ကင်မောနာလေ တခါသေးဘူး ကင်မောနာလေလိုက်တော့ဗဒီဗီဒီယိုပြီးအဆုံးသတ်မယ် နေ ရဲကြောင် ရပါဘူး တခါလေပြင်းနေဒါမျိုးရေးလာဖြေကြည့်မို နောက် က် တစ်ယောက်
နေပြောနောက်ကြည့် ညာပြောအောက် ရှေ့ ကြည့် ပြောနောက် ဒါကြီးကကိုကြီးကိုကြားဘူးလေ ငါမေးဘူးပြန်မေးသည် နေပြောနောက်ကြည့် ညာပြောအောက်ကြည့်ဘာပြောလို့လဲဟို မရတော့ဘူး ထားလိုက်ပါ နောက်တစ်ယောက်နော်နောက်တစ်ယောက်ဘာမရမလဲပညာရှိအမြတ် ပညာရှိအမြတ်သိဘူးရ မသိတော့ဘူးတဲ့ပြောကြည့်လေ ငါလည်းမသိဘူးကွာ ဒူးလောက်တင်မ ပြင်လောက်ကြ တင်တော့ အေးမှန်တယ် နောက်တစ်ယောက်မှန်လားခုတ်ဒီပေးလေဟာနင်တို့ကလည်း ဟာတယောက်တည်းထားတီးတယ် အ what the ပွေးမြင် အပင်တီး အေးပါပြီဒီကောင်မှန်တယ်ရလေလိုလေ ဘိုးသစေ လေးလေးလေး ရလေလို့လေအိုးသစေ လေလေးလေးတဲ့မရတော့ဘူးမင်းတော့ခက်ပြေးပါ အဲ့ဒါကျွန်တော်ပြန်မေး မပြန်မမေးပါဘူး အမေဘိုးပြန် ဟုတ် ပြီး တယ် လေ အဲ့လိုပဲပြန်မေးရလား ပြန်မမေးဘူး လုပ်ပါ သူကသိရတယ်ပြန်မေးတော့လူပူးစိတ်တို့ ခွေးဘူးရလို့ ဝေါငါလည်းအဲ့မသိဘူးကွာလူမှုစိတ်တော်ကတော့ အချစ်ကြီးရင် မြက်ကြီးတယ် အေးပါဒါလေမေးမယ်နော်နှုတ်ခမ်းပဲ့ချင်း မီးမောက် နှုတ်ခဲပဲနေညီ ဘာကြီးလဲလို့ ဘယ်ဟုတ်မမိုင်းလဲမဝေး မအသေးရသူအသေးရ ပြားရည်နဲ့ဒါတော့သူမသိတော့ဘူး ကြားရည် ပြားရည်နဲ့ဝမ်းချအားစကားပြောပါများ အမားပါတတ်ဤစကားပြောပါများမားပါတတ်ဤစကားပြော မရဘူးကဲလိမ့်လိုက်ပါ တောင်းလာလေးနဲ့မျက်နှာကိုတိတ်အိုးမဲတွေနဲ့မျက်နှာတိတ် ငါ မသိဘူးတဲ့ မသိဘူးလာလိုက် စုံလဲစု စားလဲယူ မသိဘူး စားလဲစုစားလဲယူ မဝေးလား အဲ့ပေါင်းလာလေးအိုးမဲတွေလာမို့ မျက်နှာကြီးရ ဟင်းဘတ်ပါ ဟင်းဘတ်ပါ အေးမှန်ပါရဲ့ easy ပေးစီရလဲငွေမရှိ ပြေးစရာလည်းမြေမရှိ မသိရဘူး မသိရဘူးပြေးစီရလဲမြေမရှိရဲ့ဗဒမြားမှန် ဗရမများမှန်ဗရမများမှန်နိုမနစ်လားဟာ မရဘူးမရဘူးမဖြေနိုင်ဘူးဖြေနိုင်လားဖြေနိုင်တဲ့သူရှိလားဗဒမြားမှန်နုံးမနစ်တဲ့နောက်တစ်ခုထပ်မေးမယ်နော်မစားရက် မစားရက်မကရက် မဟုတ်ပါဘူး မသိ မ ဘူး စားရက်မတောက်ရက်အမရက် မိုင်း ဖိုင်းလည်းမစားရ မစားရက်လောက်တက်တဲ့ ဟောအေးပေါ့မစားရဘူးလို့ထားရ သူ့ တော့ ဒီမေကို လောက် မ တက် ရ ရ မယ်မရပြော ညာ အေးပါပြီးပါပြီ ကြည့်အောင်မကွာရအောင် မြန်မာနိုင်ငံမှာအကြီးဆုံးမြို့ကဘာမြို့လဲ အဲ့ဒါ ရွှေဝေရွှေလို့ မင်းဒီမေကွန်းတွေအားလုံးဖြစ် ကမ္ဘာပေါ်တွင်အစိတ်အများဆုံးအသီးမှာပဲအသီးလဲ အဲ့လိုကြီးပြထားတော့ငါတို့ကဘာမှမမြင်ရဘူးလေအေးအဲ့လိုကြီးပြလည်းမမြင်ရဘူး အစားအကြီးဆုံးအကောင်ကိုရွေးပါနံပါတ်1 white နံပါတ်2ပန်ဒါ ဖန်တာ နံပါတ်3အပြာရောင်ဝေးလာငါ ဝေလာငါဖြစ်မယ်ဝေလာငါ အပြေမှန်ကတော့အပြာရောင်ဝေးလာငါဖြစ်ပါ အဲ့လေညံ့ပြီ ညအကောင်းဆုံးအကောင်ကိုရွေးပါ လူလေကွာအဲ့ဒါ နံပါတ်1ခွေးနံပါတ်2ချီပန်စီ
နံပါတ်3ကြောင် ညအကောင်းဆုံးကကြောက်လားကြောက်လားမသိဘူးနော် ချီပန်စီဖြစ်ပါလေ အားရမသိဘူး အစာအိမ်လေးကိုရှိတဲ့အကောင်ကိုရွေးပါ အားရ နံပါတ် တော့ 1မောင်တို့မဟုတ်ပါနံပါတ်2တလဲအုပ်နံပါတ်3တစ်တလဲအုပ် တိတ်လေ ဒီမန်ကတော့မောင်လေးဖြစ်ပါလေ အာ ငင်းကြီးအနှိမ်ဆုံးအကောင်ကိုရွေးပါနံပါတ်1ခယူနံပါတ်2ချီလီငါနံပါတ်3ဝမ် ခယူပေါ့ညရဲ့နေတော့ခယူ အပြေမှန်ဂျယ်လီငါဖြစ်ပါလေ ဟာ အစားအကြီးဆုံး လွယ်တယ်ပါ ကြာကြီး အားရကြာရင် အေးငါမို့ငါတွေးရရုံဒီကြာကြီးဒီတော့ဘောကြာကြီးအေးဝေးရကြာကြီးတီဦးရောချာတော့ဟုတ်ပါတေးဝေးရဘာလို့ ဟေး တိုင်းချေရကြီး ဟာကြာကြာဘူးကြာရင်ကြာ ကိုပေါ့ လန်ထားအဲ့လိုမေးခွန်းနေမမေးနိုင်မသိဘူး ဘုဒ္ဓတောင်လောက်ရှိတယ်စမ်းကြည့်မယ် စမ်းကြည့်လေဘယ်ရောက်တဲ့ညာတဲ့ if ပဲ โอเคအဲ့ဒါမေးမယ်နော် โอเค ဒီစောက်ထဲကနေပြီးတော့ဘေးဒီနေမေးမယ် ဒီဒီ အကောင့်နေအကောင့်နေ အကောင့်လေး โอเค အေးအကောင့်လေးနေရတယ် if အဲ့ဆိုစမေးပြီနော်ခြေလေးချောင်းနဲ့အကောင့်ဟာရေးတဲ့စိတ်တက်တာဗစကြီးနဲ့ကိုကြီးကအကြီးကြီးပဲဗျနေရွယ်လေးကသေးလုံးနဲ့အရွယ်စားပါလေဘာကောင်လေးပဲပြောပါအောင်အဲ့ဒါ မသိဘူးလား တောင်ကြီးဖွာအောင်လှိုင်းကြီးလေ ဆိုတော့ကျွန်တော်ဗီဒီယိုအရင်ရှည်သွားမှာဆိုတော့ဒီလောက်နဲ့ပဲရက်လိုက်ပါရမယ်ဆိုတော့ဒီဗီဒီယိုဒီလိုမျိုးဟာလေးတွေဖြည့်ခြင်းလဲဆိုရင် TikTok မှာမြန်မာစကားထားဆိုပြီးရိုက်ရှာလို့ရပြီ YouTube မှာလုံးဝသွားမရှာပါနဲ့အမားကြီးတွေပဲဖြစ်ဆိုတော့ကျွန်တော်အဆင်မပြေပါဘူးနောက်ပြီးတော့ Gemini ကိုလည်းသူ့ကိုမေးခိုင်းပြီးတော့မှကိုယ်ကဖြည့်လို့ရတယ်ပေါ့နော်အဲ့လိုလေးရှိပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ